မင်္ဂလာပါရှင်ယနေ့ကမ္ဘာပေါ်မှာခရီးသွားလုပ်ငန်းဟာဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်မြင့်မားလာတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။ကမ္ဘာခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကထုတ်ပြန်တဲ့စာရင်းဇယားများအရ2024ခုနှစ်ကမ္ဘာလုံးဆိုင်ရာခရီးသွားအရေအတွက်ဟာ1.4 ဘီလီယံရှိကြောင်းသိရှိရပါတယ်။ခရီးသွားလုပ်ငန်းဟာဒေသခံများရဲ့ဝင်ငွေနဲ့အလုပ်ကိုင်ခွင့်လန်းများဖန်တီးပေးပြီးလူမှုစီးပွားဘဝများကိုမြင့်တင်နိုင်တဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကမ္ဘာနိုင်ငံများဟာမိမိတို့နိုင်ငံရဲ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြတာဖြစ်ပါတယ်။ဒီကနေ့ခရီးသွားလုပ်ငန်းကဏ္ဍကိုလေ့လာကြည့်မယ်ဆိုရင်အပန်းဖြေအနားယူခြင်းတသက်သားမကလူသားတို့ရဲ့စူးစမ်းရှာဖွေလေ့လာလိုမှုလူမှုရေးပညာရေးကျန်းမာရေးစီးပွားရေးနဲ့အခြားသောလူအင်ဆန္ဒများပေါ်မူတည်ပြီးခရီးသွားလုပ်ငန်းအမျိုးအစားများကွဲပြားခြားနားလာတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ယဉ်ကျေးမှုခရီးသွားလုပ်ငန်းဆိုတာဟာခရီးသွားဧည့်သည်များအတွက်ဒေသတစ်ခုသို့မဟုတ်လူမျိုးတစ်စုရဲ့ရိုးရာဓလေ့ထုံးတမ်းများလက်မှုအမှုပညာများဒေဂီတဖန်တီးမှုများဒေသဆိုင်ရာအစားအစာများဘာသာရေးဆိုင်ရာအလေ့အထများနဲ့နေစဉ်နေထိုင်သွားလာမှုများကိုလေ့လာခန်းစားရန်စီစဉ်ထားတဲ့ခရီးစဉ်များဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ခရီးသွားလုပ်ငန်းမှာယဉ်ကျေးမှုဆိုင်ရာခရီးသွားလုပ်ငန်းဟာခရီးသွားဧည့်သည်နဲ့ဒေသခံများအကြားစစ်မှန်တဲ့ယဉ်ကျေးမှုအတွေ့အကြုံများအပြန်အလှန်ဖလှယ်နိုင်တဲ့အဓိကကျတဲ့ခရီးသွားလုပ်ငန်းအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။မြန်မာနိုင်ငံဟာနေပြည်တော်ကောင်စီတိုင်းဒေသကြီးနဲ့ပြည်နယ်15ခုဖြင့်ဖွဲ့စည်းထားပြီးတောင်တန်းမြေပြန့်ရှိတိုင်းရင်းသား135မျိုးစုပေါင်းနေထိုင်လျက်ရှိတာကြောင့်တိုင်းရင်းသားများအားလုံးရဲ့မတူထူးခြားတဲ့ယဉ်ကျေးမှုဓလေ့ထုံးစံများဟာမြန်မာနိုင်ငံမှာယဉ်ကျေးမှုခရီးသွားလုပ်ငန်းများကိုကြဲကြဲပြန့်ပြန့်ဆောင်ရွက်နိုင်တဲ့အလားအလာကောင်းများစွာရှိနေပါတယ်။ယဉ်ကျေးမှုခရီးသွားလုပ်ငန်းများအားပုံမိုတွင်ကျဲစွာမြင့်တင်ဆောင်ရွက်ခြင်းဖြင့်တိုင်းရင်းသားလူမျိုးများရဲ့လူမှုဘဝကိုမြင့်တင်ပေးနိုင်ရုံသာမကမြန်မာနိုင်ငံရဲ့ထူးခြားတဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကိုကမ္ဘာသို့ချပြနိုင်ပြီးကောင်းမွန်တဲ့ပုံရိပ်များနဲ့ဂုဏ်သတင်းများကိုလည်းပြန့်နှံ့စေမှာဖြစ်ပါတယ်။ထို့အတူသမိုင်းဝင်အဆောက်အဦများရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနဲ့လူမှုအတိုင်းအဝိုင်းရဲ့ထင်ဟပ်တဲ့အထွေထွေထုံးတမ်းများကိုအခြေခံပြီးခရီးသည်များလာရောက်လေ့လာနိုင်ရန်ဖော်ဆောင်ပြီးခရီးသွားလုပ်ငန်းကိုမြင့်တင်ဆောင်ရွက်နိုင်ပါတယ်။မြန်မာနိုင်ငံဟာသမိုင်းဝင်မြို့ဟောင်းများဖျားစေတီတော်များနန်းတော်အဆောက်အဦများစွာရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ကမ္ဘာမွေးနှစ်စည်ရင်ဝင်ဟန်လင်းတရေခိတ္တရာနဲ့ဗိတ်တနိုးပြူမြို့ဟောင်း၃မြို့ဗကံမြို့ဟောင်းများဟာထင်ရှားတဲ့ Heritage Tourism ခရီးစဉ်ဒေသတွေဖြစ်ပါတယ်။ဒါအပြင်မန္တလေးနန်းတော်အမရပူရအင်းဝမြောက်ဦးစတဲ့သမိုင်းဝင်မြို့များဟာလည်းထင်ရှားပြီးရန်ကုန်မြို့မှာရှိတဲ့ Colonial Building Heritage များဖြစ်တဲ့ရန်ကုန်မြို့တော်ခန်းမဝင်းကြီးများယုံ The Secretariat ကန်နာဟိုတယ် Strand Hotel စတဲ့အဆောက်အဦများဟာလည်း Heritage Tourism ကိုများစွာအထောက်အကူပြုနေပါတယ်။